ပောက်ကွဲနေတဲ့မီးတောင်နဲ့ကျွန်တော်တို့အပူရဲ့ကြားမှာကျွန်တော်သဘာဝတရားကိုတစ်ချက်မြင်ရမှာဖြစ်ပြီးတော့ဒီပူကြောက်ပဲကြုံမဲတွေဆိုတာဖြစ်လာတာပေါ့နော်ဂျပန်လူမျိုးတွေရဲ့အဆိုရတော့ကျွန်တော်ကြုံမဲတစ်လုံးစားရင်9နှစ်သက်ရှိတယ်လို့ပြောတော့ကျွန်တော်ကနှလုံးစားလိုက်တော့ကျွန်တော်85ဆိုတော့လူတွေရဲ့တက်တန်ပြက်မြ85ဆိုတော့ကျွန်တော်အသက်90ကျော်မယ်လို့တော့ထင်တာပဲဒီတော့ကျွန်တော်ဒီအရှိလိုက်တို့ဘက်မှာကျွန်တော်ဟရီလှေပါစီးမယ်ဟာကိုနဲ့ရှတိုင်းတွေပါကြီးသွားမယ်ဆိုပြီး plan စားရတယ်ပဲဒါပေမဲ့တော့ Golden Week ဆိုတော့လေကျွန်တော်တင်မိုစီဖို့သွားတဲ့ချိန်မှာကျွန်တော်တို့ရန်လူပိတ်လိုက်ပြီပေါ့နော်သူအချိန်မမီတော့ဘူးကျွန်တော်တို့ပုံမှန်တန်းစီနေရတော့ကြောင့်မို့ဒါပေမဲ့တော့တက်မှာဒီတောင်ပေါ်မှာမြင်ရတဲ့ကျွန်တော်ဖူဂျီတောင်ရဲ့ view နဲ့ကျွန်တော်ဒီတောင်ပေါ်က agent နဲ့ဒီတဘာဝ view နဲ့တင်ကျွန်တော်အရန်ကိုပြည့်စုံနေပါပြီเนาะဒီ trip လေးကတော့ Hello မင်္ဂလာပါအခုကကျွန်တော်ရှင်ယူခုဘူတာရောက်နေတာပေါ့เนาะရှင်ယူခုဘူတာကနေမှကျွန်တော်တို့ဟာကူနဲကိုသွားဖို့အတွက်ဒီ Odakyou line ကနေမှကျွန်တော်တို့ဟာကူနဲကိုသွားလို့ရမှာပေါ့เนาะဟိုက Odakyou line ကတခုတည်းတော့ကျွန်တော်ဟာကူနဲကိုရောက်နိုင်တဲ့ဒီယထာ line ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ Odakyou line ကို limited expert နဲ့ကျွန်တော်တို့သွားကြမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့များကျွန်တော်တို့ဟာကူနဲကိုသွားချင်တော့ကျွန်တော်အကောင်းဆုံးကတော့ကျွန်တော်တို့ဒီရှင်ယူခုမှာကျွန်တော် free pack ဝယ်လိုက်တာအကောင်းဆုံးပေါ့เนาะကျွန်တော်တို့ 2D pack ကနေကျွန်တော်စပေးတာပေါ့เนาะ6100ဆိုတော့တူဒီပတ်ရှင်ယူခုကနေကျွန်တော်ဝယ်မလို့ရှင်ယူခုကနေကျွန်တော်တို့ဟာကူနဲတခွင့်ချင်းယူခုအသွားပြင်ဟာကူနဲတခွင့်ကျွန်တော်ပါစီစီအကလုံးပတ်စံပေးကြမလို့တော့ဗောနော်အဲ့ကြောင့်ကျွန်တော်တို့တကယ်လို့များသွားပြင်ကျွန်တော်ရှင်ယူခုကနေမှကျွန်တော်တို့6100 free pack 1 day 2 day pass ဝယ်လိုက်ဗောနော်သူ1 day pass တော့မရအောင်ဗောနော်2 day pass ဝယ်လိုက်မယ်ဆိုရင်အရင်အဆင်ပြေပါတယ်ခင်ဗျာယူမမိုတိုပေါ့နော်ယူမိုတိုအဲ့ကိုရောက်ပြီပေါ့နော်အဲ့မှာကျွန်တော်ဆင်းပြီးတော့ကျွန်တော်ကျုပ်ပဲစားစီဘူးစားဖို့တော့တောင်းဖို့တက်မှာပေါ့နော်အားပူတာလေးထားပါမယ်အခုဆိုကျွန်တော်ချင်းကျူကူကနေယူမိုတိုကိုရောက်ပြီပေါ့နော်ယူမိုတိုနဲ့ချင်းကျူကူကိုကျွန်တော်တနားရီလောက်ရထားစီးရပါတော့တနားရီဝဲဝန်းကျင်လောက်ရှိမှာပေါ့နော်တကယ်လို့မှကျွန်တော်တို့free pass မဝယ်လာဘူးဆိုရင်တော့ကျွန်တော်ဒီယူမိုတိုရောက်မှဝယ်ရင်လည်းအဆင်ပြေပါတယ်เนาะကျွန်တော်အိမ်မှာလည်း 2 day pass ဆိုပြီးတော့ကျွန်တော်ဝယ်လို့ရပါတယ်ဒီပေမဲ့ကျွန်တော်ရှင်ညူခူကြီးတော့မရောက်ဘူးเนาะကျွန်တော်သွားပြန်မရတော့ဘူးကျွန်တော်တို့ဒီဟာကိုနဲ့တခွင့်မှာပဲကျွန်တော်တို့ဒီ2500ဟိုတင်ဟာကိုနဲ့တခွင့်မှာပဲရမှာပေါ့เนาะအရင်ကရန်9000ပေးရပါတယ်ဒါ2 day pass ပေါ့เนาะကျွန်တော်တို့ဒီဟာကိုနဲ့ကိုပဲလို့ပဲဝဲတော့ကျွန်တော်ပတ်စံထပ်မပေးရတော့ပါဘူးဒါမသိဘူးဘာမှမသိဘူးဈေးလို့ဖြစ်တဲ့အတွက်ကြောင့်မို့ဒါလုံးဝမေးရမှာเนาะအစစ်မပြေမေးတာမေးချတာပြရန်ကြီးအားလာကြမရှိဘူးသူတို့မှာဒီဂျပန်ကတော့ဒီနိုင်ငံမှာဆိုရင်ကဂျပန်ကတော့လုံးဝစားပေးရတော့ရှေ့အနာလည်းမရှိဘူးမေးတာမေးကျွန်တော်တို့ယူမိုတိုကနေမှအခုဆိုရင်ကိုဒါအထီကိုကျွန်တော်တို့ဟာကူနဲ့2 train နဲ့ပေါ့နော်ဒီယထာတစ်စီးပြန်စီးရအောင်ပါပေါ့နော်နိုင်ဝက်ခန့်စီးရမှာပေါ့နော်ဟိုတင်ကျွန်တော်တို့ဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့ရင်ကြိုက်ဖြူသွားရင်ကျွန်တော်တို့တစ်ခါတည်းနဲ့တောင်ပေါ်မရောက်နိုင်ဘူးကားကို2စီး3စီးလောက်တစ်စီး2စီးလောက်စီးရပါပေါ့နော်အဲ့လိုပုံစံမျိုးပါပဲအခုလဲသူကျွန်တော်တို့ဒါကိုဒါအထီကိုကျွန်တော်စီးမှာပေါ့နော်ဒါယထာအခုဆိုကျွန်တော်ဒါတောင်တက်တဲ့ယထာဖြစ်လို့လားမသိဘူးပေါ့နော်တောင်တက်တာဒီဘယ်လိုပြောမလဲဆိုရင်သူကဟာကူနယ်ကတောင်ပေါ်မြို့လေးဆိုတော့ဗျာကျွန်တော်တို့ယထာကိုတစင်းမီသူတို့ရဲ့လက်မဆက်တော်ရေးနဲ့သူတို့ plan နဲ့သူတို့သွားတာဆိုတော့လေအခုကယထာစီးရတာအဲ့ကျွန်တော်အခုစီးရတဲ့ယထာကဘယ်လိုပြောမလဲဆိုရင်အခုကျွန်တော်ပြရှင်းပြောအရှိကိုသွားတာဗျာအရှိကိုသွားတယ်သွားပြီးတော့ရင်သူကဒီအနောက်ကိုပြန်ဆုပ်တဲ့ပုံစံနဲ့ပြန်သွားတာပြီးတော့အရှိကိုပြန်သွားအဲ့လိုမျိုးသွားတာပေါ့နော်ဒီယထာဒီဥစ္စာကဟိုကျွန်တော်လည်းပထမဆုံးစီးဘူးလေဆိုတော့ဒါခုပထမဆုံးအထွေးကြုံလေးပြောပြတာပေါ့နော်လူကတော့အရင်များတယ်ကျွန်တော်အခုဒီဟိုရောက်လာလောက်ရှိပြီ။ဘူရာစတေရှင်ကနေပြီးမှကျွန်တော်တို့ဒီဟိုတက်မှာဟိုကူတာနေဦးတက်မှာ။အဲတော့ကျတော့ဟိုရောက်လာနေ့လေတနာရီရှိပါပြီဆိုတော့နည်းကြာသွားပြီ။ရှိအောင်လူတွေနဲလူဟိုရှိပါရှိအောင်။ဒီသွားရ။လူပဲ။ကူရာမှာနောက်ထပ်ဒီပေါ်တက်တဲ့ပြောမယ်ယထာလို့ပြောရမှာကျွန်တော်တို့ခေဘကားဆန်လို့ပုံစံမျိုးခေဘကားပေါ့နော်ပြောမှဆိုရင်အိမ်မိုးစီကိုထပ်စီရအောင်အဲ့ဒါကိုစီဖို့တန်းစီကျွန်တော်တို့အခုဆိုရင်ဒါကိုရာကနေမှကျွန်တော်ဒီဆောင်းစန်းဘူတာအထိကိုပေါ့နော်ကျွန်တော်ယထာမဟုတ်ဘူးကျွန်တော်ဘယ်လိုမျိုးပြောမှဆိုရင်သူ
သူတို့ပြောတာတော့ဒီဟာကူနဲ့တိုးစမ်းခိပဲကားပေါ့နော်ကျွန်တော်တို့ဒီယထာပုံစံမျိုးမှာကျွန်တော်တောင်တက်တာဟာလဲကြိုးကြီးလေးနဲ့ဆွဲပြီးတော့ဖြည်းဖြည်းချင်းတက်ရတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့10မိနစ်လောက်စီးပြီးတော့မှကျွန်တော်တို့ဒီစောင်းစမ်းဘူတာတွေကိုသွားရအောင်အဲ့ဒါကိုကျွန်တော်ဒီနောက်ဆုံးဘူတာပေါ့နော်ကျွန်တော်စောင်းစမ်းကနေမှာကျွန်တော်တို့အပေါ်ဒီအိုဝါဘူတာနီကိုတက်မှာပေါ့နော်ကျွန်တော်တို့ကြက်ဥမဲတွေရှိတဲ့နေရာကိုသွားမှာပေါ့နော်အေးကနေမှာကျွန်တော်တို့ဒီအခုဘယ်လိုပြောမလဲဒီအခုကျွန်တော်ကေဘယ်ကစီးပြီးပေါ့နော်ကျွန်တော်ဒီတော့ပွေကေဘယ်ကျိုးလေးတွေနဲ့လောက်ထားတဲ့ကျိုးလေးတွေနဲ့စီးရတဲ့ဒီကေဘယ်ကားကိုနဲ့စီးပြီးတော့ကျွန်တော်အပေါ်တက်ရအောင်ပေါ့နော်အဲ10မိနစ်ဝန်းကျင်လောက်စီးရမယ်အဲ့ဒါတကယ်လို့များကျွန်တော်တို့အောက်ကနေကျွန်တော်တို့ဒီ feedback ရှင်မဝယ်လာဘူးဆိုရင်ဒါကျွန်တော်တို့တဲ့ဥစ္စာကိုရန်1500ပေးပြီးတော့ဝယ်ရအောင်ပါပေါ့နော်အဲ့ဒါကိုအဲကြောင့်မလို့ကျွန်တော်တို့အောက်ကနေ pass feedback ဖွယ်လာမယ်ဆိုရင်အရန်အဆင်ပြေတာပေါ့နော်ရန်9000ပဲပေးရတကယ်လို့များကျွန်တော်တို့ရှင်းနူဖူးကနေမှကျွန်တော်တို့ဒီ2 day feedback ကိုဝယ်လာမယ်ဆိုရင်လည်းဒါ2ရက်ကို6100ပဲပေးရဗျကျွန်တော်ကကျွန်တော်1ရက်ပဲနေနေ2ရက်ပဲနေနေတန်တယ်ပေါ့နော်အဲ့ကြောင့်မို့လို့ကျွန်တော်ပြောကိုဟိုတင်သွားရှင်တဲ့ပုံစံနဲ့1ရက်2ရက်ကို plan ပေါ်မူတည်ပြီးတော့ကို1ရက်ပဲဝယ်အော်ဒီ2ရက်ပဲဝယ်ကျွန်တော်ရှင်းခုပါပဲဝယ်ကျွန်တော်ဒီဟာခုနဲ့ရောက်မှာပဲဝယ်လာခဲ့တာကတော့အကောင်းဆုံးပေါ့နော်ကဲကျွန်တော်ဒီအခုဆိုရင်ကျွန်တော်စောင်းစမ်းနေဝက်ဥတန်လေးတွားကြရအောင်နော်ဟိုမှာကြည့်လိုက်သလားဒီလိုအဲ့ဒါဖက်နဲ့ချုပ်ပြီးတော့စားနေကြအဲ့ဒီအဲမှာအဲ့ဒီထိုင်တဲ့နေရာမှာဖက်နဲ့စားရင်းနဲ့ကျွန်တော်စိန်ပြီးတော့ရင်းပြူးကြည့်ဟာအရမ်းမိုင်းစောက်ရမ်းကိုအဲ့ဒါကျွန်တော်တို့ကေဘယ်တန်းစီရပါတော့ကေဘယ်တန်းစီပြီးတော့ရင်းကေဘယ်ကနေမှကျွန်တော်တို့ဒါတောင်ပေါ်ဆိုရီတိတ်အခုတော့ကျွန်တော်တို့တောင်ပေါ်ရောက်လာပြီပေါ့နော်ဒီဟိုတောင်ပေါ်ကအရင်တော့ဘီးထောင်ပေါက်ခဲ့တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအခုဆိုကျွန်တော်မြင်နေရတဲ့ဒီမီဂိုးလေးတွေဗာလေးတွေကတောင်ကနေထွက်နေတာတွေ့မှာသဘာဝကနေထွက်တဲ့မီဂိုးတွေဖြစ်ပါတယ်ဒါရင်ကတော့ဒီနှစ်300လောက်လုံးကပေါက်ခဲ့တယ်တစ်ခေါက်ပေါက်ခဲ့တဲ့နေရာလို့ပြောတာပေါ့နော်အဲ့တော့ဒီနေရာကဒီအရင်မိပါတယ်ကျွန်တော်သူလဲမီတာ1044မီတာဆိုတော့ဒါနည်းနည်းသူလဲမြည့်တဲ့ထဲမှာပါတာပေါ့နော်အဲ့တော့ရာသီဥတုကလည်းအခုဆိုရင်တိတ်မမှန်ဘူးပေါ့နော်ဟိုလေရမ်းတိုက်နေပါတယ်ခင်ဗျာအဲ့တော့တကယ်လို့များလာမယ်ဆိုရင်ကျွန်တော်တို့ရာသီဥတုလေးတော့ကြည့်ပြီးတော့လာကြပါတော့နော်ကြီးအောင်ကြီးဆိုင်ကြီးနဲ့ရန်နှဖို့လာရန်နှပဲလေးပဲအပြီးကျွန်တော်တို့ဒီကြုံမဲတောင်ရောက်ရင်ကျွန်တော်ကြုတ်ဥစားဖို့လည်းမမေ့နဲ့ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ဒီကြုံမဲနဲ့ပတ်သက်တဲ့ဒီ accessory တွေပြီးတော့ဒီအမှတ်တရပစ္စည်းတွေသူနဲ့ပတ်သက်တဲ့လောက်ထားတဲ့မုတ်တွေဟိုလည်းပြန်ရင်ဝယ်သွားဖို့လည်းမမေ့နဲ့ပေါ့နော်အိမ်မှာလည်းလဲပတ်လို့ရပါတယ်ခင်ဗျာကြုံမဲစားစားပါလား။အော်စားပါလား။မစားလေးထုတ်ပြီ။စီယိုချက်ဥပါပဲဘာမှမကောင်းတယ်။ဖန်ကူကတော့တလုံးတိုင်းခုနှစ်အသက်ရှိတယ်တော့တောင်မြင်ကွင်းလေးမှာမြင်ရတာပေါ့နော်ကိုယ်လေးရရမ်းတိုက်နေတယ်နေရတော့တာတယ်ဒါပေမဲ့လေးရရမ်းတိုက်ရင်ကျွန်တော်
တွေထောင်ညိုမှာရှိနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ဒီအရှိလိတ်ပေါ့နော်ကျွန်တော်တို့ဟိုအခုတနီးကနေမှကျွန်တော်တို့ဒီအရှိလိတ်ကျွန်တော်လှေသစီးမှာဖြစ်ပါတယ်ခင်ဗျာအခုလှေစီးမှာဆိုရင်ကျွန်တော်ဒီအရှိလိတ်ကနေကျွန်တော်ကေဘယ်တစ်စီးဖြစ်စီးရပါတော့ကေဘယ်စီးပြီးတော့ရင်ကေဘယ်အောက်ရောက်သွားရင်ကျွန်တော်လှေစီးရမှာပေါ့နော်အဲ့တော့ကြာရင်ကျွန်တော်အောက်မှာလှေညမှာဖြစ်ပါ အာရှိလိတ်ကိုသွားမှာပေါ့နော်အောက်မှာကျွန်တော်လှေသစီးဖို့အတွက်အာရှိလိတ်ကိုသွားမယ်ဆိုပြီးတော့ကျွန်တော်ခုတန်းစီနေတာပေါ့နော်ဂူတန်းဝင်းနဲ့ကြုံလို့လားမသိလူတွေကအရန်များပါတော်တော်လေးကိုများပါနေရာတိုင်းတန်းစီနေရတာဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ဒါကျွန်တော်တို့အာရှိလိတ်ကိုသွားမှာပေါ့နော်အာရှိလိတ်မှာကျွန်တော်တို့အာရှိလိတ်ရဲ့နေပါတွေရနိုင်လဲပါတွေမြင်လာတယ်ဆိုကျွန်တော်အရန်လာတဲ့ဖူကြီးတောင်ထိပ်ဖူးရဲ့ရာသီဥတုကောင်းရင်ပေါ့နော်ကဲလို့ပြီးတော့ရင်ကျွန်တော်တို့ဒီရီခန်းနေလှမ်းကြည့်ရင်အရန်ကပြဆန်နဲ့လှပြီးတော့ရန်ကပြဆန်ပြီးလှတယ်ကျွန်တော်ဒီဟာကူနဲရှရိုင်းရဲ့ဒီထိုဒီဂိတ်ပေါ့နော်ထိုဒီဂိတ်လို့ခေါ်တယ်ကျွန်တော်မဟုတ်ဘူးအနီရောင်လေးကိုလည်းလှမ်းမြင်ရမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီဟာကူနဲရောက်ရင်တော့မဖြစ်မနေသွားသေးတဲ့နေရာမို့လို့တစ်ခေါက်တော့သွားကြည့်ကြပါနော်ကဲကိုတွေလာတဲ့ချိန်ကတော့လေတောင်ပိတ်သွားပါပြီခင်ဗျာဒီခိုက်တောင်ပိတ်သွားပါပြီခင်ဗျာကြည့်တော့လေကြီးကြည့်ပြီးတော့ပြန်မှာပေါ့နော်ကျွန်တော်ရောက်တဲ့ချိန်ကတော့အခုလှေခဲ့ရတော့ပိတ်သွားပြီဖြစ်တဲ့ကြောင့်ကျွန်တော်တက်ပုံရပြီးတော့ပြန်လာခဲ့တာရတော့ဗောနော်တကယ်လို့များသွားမယ်ဆိုရင်နည်းနည်းစောစောလေးသွားကြဗောနော်သူတို့ကတော့ပုံမှန်တော့9နာရီနဲ့9နာရီဖွေတာဗောဒါပေမဲ့တော့သူတို့ရာသီဥတုပြောင်းလဲနေဒီကျွန်တော်ရာသီဥတုအတင်းဘယ်လိုပြောမလဲသူတို့ပြောင်းလဲရှိရင်လည်းကျွန်တော်တို့ website နေကြည့်ပြီးတော့နည်းနည်းသွားကြအတင်းသတိထားပြီးတော့သွားကြဗောနော်ကျွန်တော်တို့လိုမျိုးမဖြစ်အောင်အခုကတော့ကျွန်တော်တို့ကတော့ပုံမှန်ကတော့သွားပါတယ်စောစောကြီးဒါပေမဲ့ကိုတန်းဝင်းနဲ့ကြိုက်တော့ကျွန်တော်အရှိမလူရန်တူရတဲ့အတွက်ကြောင့်ဘယ်လိုကျွန်တော်မမှီလိုက်ဘူးဗောနော်ဟုတ်ကဲ့ပါပြန်တော့မှာဟိုတင်းလှေလေးစီးလို့မရတော့ဘူးဗာလည်းစီးလို့မရဘူးဆိုတော့အခုဒီမှာပစ္စည်းလေးပါလေးညာလေးဝယ်ပြီးတော့ဒီလေးပါပြန်တော့မတ်တရပစ္စည်းလေးပေါ့နော်အခုနဲ့မတ်တရပစ္စည်းလေးဝယ်ပြီးတော့ပြန်လာဖြစ်ပါတယ်ဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုဒီမှာပဲဆုံးသက်မှာဖြစ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်နောက်ကျွန်တော်သွားသမျှစားသမျှတွေဒီကျွန်တော်လက်လန်းမီစားသွားသလောက်စားသလောက်လေးတွေကိုကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော်အခုလိုမျိုးပဲကျွန်တော်ဗီဒီယိုလေးရိုက်ပြီးတော့တင်ပြတာဖြစ်တယ်ကျွန်တော်အပီလိုက်ရန်ရှင်းလေးနဲ့အပီချင်းပြကျွန်တော်အခုဒီလိုရပါတယ်ဟုတ်ကဲ့ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမှာပဲဘိုင်ဘိုင်ကဲပြန်มาတော့မယ်ခင်ဗျာဟုတ်ကဲ့ပါဘိုင်ဘိုင်